ဘယ်နိုင်ငံမှာပဲနေနေအဲ့နိုင်ငံရဲ့ဥပဒေကိုလေးစားမှုရှိရမယ်နိုင်ငံတော်ကတတ်မှတ်ထားတဲ့ဥပဒေကိုမလေးစားလိုက်မနာဘူးဆိုရင်တော့မင်းကဘာကောင်ကြီးပဲဖြစ်နေပါစေမင်းဘလောက်ပဲပတ်စံရှိပြီးတော့ချမ်းသာကြွယ်ဝနေပါစေနိုင်ငံတော်ကတတ်မှတ်ထားတဲ့ဥပဒေကိုအင်ကမ်မုတ်ချရင်ဆိုင်ရမှာပဲဥပဒေမှာသားသမီးမရှိဘူးညီကိုမောင်နှမမရှိဘူးပတ်စံဆိုရင်ဝေလာဝေးလေးပဲနော်ပတ်စံရှိတိုင်းမိုက်မဲလို့မရဘူးငွေများတရားနိုင်လို့ပြောနေတဲ့အတူတွေလေစာများများဖတ်ပါဥပဒေကြောင့်များများလိလာဖို့လိုအပ်ပါတယ်ရှင်ငွေများတိုင်းတာတရားနိုင်မယ်ဆိုရင်ဖြစ်ချင်တာတွေဖြစ်သွားမှာပေါ့ပြောချင်တာတွေပြောပြီးမှတစ်ဖက်ကပြန်တုတ်ပြန်တဲ့အခါငွေများတရားနိုင်လို့ပြောနေတဲ့သူတွေကိုလေအရန်ကြီးချင်တယ်တိလား